ဒီနာမကဒီမှာ3ဒီလို3နှခါ3မှာ3နော်3ဖြစ်ချင်းဆိုတော့အဲ့ဒါလေးပြီးတော့နောက်တစ်မျိုးကဘာဘယ်မှာသွားရှိလဲဆိုရင်နော်မလေးဖြစ်ချင်းတစ်ခုပြရမယ်ဒီကောင်ကဒီအရောင်ဆိုတော့ဒီလိုကလေးဒီလိုကိုခေအောင်နဲ့ပြရမယ်ဒီလိုလေးနော်အခါဒီကောင်ကိုပြရအောင်နဲ့ပြရမယ်ဒီလိုလေးအမျိုးဖြစ်တော့ပြီနောက်တစ်ခုကဒီမှာကတစ်ခါပါသွားရှိလဲဆိုလို့ရှိရင်ဒီအကြောင်းလေးထပ်မှကြောက်လို့ပြန်ဖြုတ်လိုက်နော်နောက်တစ်ခုကလို့ရှစ်မှာကရှစ်လို့တော့3ခုနော်ဟိုရှစ်3ခုသွားတယ်ဆွမ်းနာပြထားတယ်4လေ3ခုပြထားတယ်နော်ဒီရလေဒီမှာက2ရယ်8 6ရယ်9ရယ်အောက်မှာလည်း4ဖြစ်တယ်နောက်ဆွမ်းနာပြတဲ့ကောင်က9 4 3 33 3ည3 3နှစ်တက်ကလည်း3လို့ရှိပါနောက်တစ်ခုသူပြန်လှုပ်ချင်တာကသူစောင်းမှလည်း8နဲ့ဒီမှာလည်း3ရယ်လောက်လာအဲ့ဒီမှာကျွန်တော်တစ်ချက်ပြန်စဉ်းစားရတာဒီကောင်ကဒါမျိုးပေးခြင်းနေတာလားပေါ့နော်အဲ့ဒီကောင်လေးကတော့ဒီဘက်မှာဆွဲထားတာရှိတာဒီမှာတမဒါလေးပေါ့တော့မြတ်တခိုတခိုဆိုလဲဒီမှာ8လို့တော့အမှဆို8ပိတ်ထဲနော်ဟိုဘက်လမ်းကျောမှာလည်းရှိတယ်ဒီတိုင်းဆိုလို့ရှိရင်လည်းဒါ3ညမြောက်အဲ့ဒါ8လို့ရှိလိုက်လို့ရ8ကအပိတ်အဲ့8ပိတ်ကိုကျွန်တော်တစ်ချက်ပြန်စဉ်းစားအိပ်ပတ်မှာနော်လမ်းကျောနဲ့ပြန်စဉ်းစားတော့ပုံမှန်ကြည့်နေကြစိုက်ဒီမှာဆိုလို့ရှိရင်သူကအဝါရောင်ကြည့်လိုက်ရင်9 3ညတစ်ကိုဆိုရင်9တစ်ခါ6တစ်နော်4 8ဆိုလို့ရှိရင်9နံပါတ်3ည9နှစ်လို့တစ်ရှိနေအဲ့မှာဆိုရင်10ပိတ်ထဲအဲ့မှာ9ဖြစ်နော်တော့နောက်တစ်ခုကဒီမှာအနီရောင်နဲ့တွားကြည့်တာ9 3 9ဆိုရင်1 3 3ည8ဆိုရင်1ဒီမှာလဲနော်9 8 8ဆိုရင်1အဲ့မှာလဲ10ပိတ်အဲ့ဒီဘက်မှာလဲ10ပိတ်ကနှစ်ချက်ပြရတယ်နောက်တစ်လိုင်းကကိုပုံရနေုံပြနောက်တစ်လိုင်းကဘာရှိလဲဒီမှာအပြာရောင်နဲ့ကျွန်တော်ကိုပြထား6 4 3 9က2နော်ဟုတ်က3ည4 3ည8ဆိုရင်2ဒီမှာကခွန်9က6ဖြစ်တယ်ဒီက8ဆိုတော့4ဖြစ်နေတယ်2ဖြစ်ရှင်10ပိတ်ပဲအမှလည်း10ကနော်ဒီဘက်လမ်းကျောမှာရှိတာ10ကဒီ site အရာဆိုရင်3 site ဟိုဘက်ကတစ် site 4 site ရှိနေတယ်ဒါပေမဲ့တစ်ချက်ပြန်စဉ်းစားမှာကဒီကောင်လိမ့်မယ်နော်6 3 9ဆိုရင်8 3ည8က8ဒီမှာဆိုရင်5ဖြစ်နေတယ်3သွားပိတ်လို့ရအဲကြောင့်မို့8 3အပိတ်ပေါ့နော်8 3အပိတ်နဲ့ကြိုင်မလားခေ8 3ပိတ်နဲ့ကြိုင်မကြိုင်လားခေဒီနေ့ဘလို့နေ8နဲ့3နဲ့ခင်ဗျားတို့ထီကိုထီရမယ်မနက်ခင်းဆိုရင်8 3အပိတ်တောင်မှ8ပိတ်ကိုပို့ကြိုက်တယ်ကျွန်တော်4ခွက်သွားမယ် Telegram လာခဲ့လိုက် Okay